တနေ့လာသားသမီးလေးတွေအနေနဲ့လာမဲ6လပိုင်းတစ်လတာမှာကိုမမျော်လင့်ထားတဲ့အရာတွေရုတ်တရက်ဆိုသလိုမျိုးဒီကိုတိလာမဲ့အရာတွေပေါ့နော်ဆိုလိုချင်တာကမကောင်းတဲ့အရာတွေတော့မဟုတ်ဘူးကိုယ်တိုင်ကကိုယ့်ပေါ်မှာလူတွေဘလို့သဘောထားတယ်ကိုအကောင်းမြင်နေတဲ့လူကိုကောင်းမာတယ်လို့ထင်နေတဲ့သူတွေကပဲတကယ်ကြတော့ကိုယ့်ပေါ်မှာသစ္စာဖောက်နေတာမျိုးတွေအဲ့ဒီလိုမျိုးပေါ့နော်ပြောချင်တာကကိုအနားမှာရှိတဲ့သူတွေရဲ့စိတ်ရင်းအမှန်တွေကိုကိုကသိလာရမယ်လတလဖြစ်တယ်ဒီအတွက်ကြောင့်မလို့ကိုမထင်မှတ်ထားတဲ့အရာလေးတွေကြုံရလိမ့်မယ်အဲ့ဒီလိုမျိုးလေးတွေကြုံလာရတဲ့အခါမှာကိုကန်ဆိုးတယ်ဒီလက unlucky ဖြစ်တဲ့လလို့မထင်မိဖို့လိုအပ်တယ်အမှန်တကယ်ကကိုယ့်ရဲ့အနားမှာဘသူတွေရှိတယ်အဲ့ဒီလူတွေဒီကိုယ့်ပေါ်မှာဘလို့စိတ်ထားနေတယ်ဆိုတာကိုကိုယ့်ရဲ့အဆောင်လျှောက်တွေကကိုယ့်ကိုမြင်လာအောင်ပြပေးတယ်လားပြပေးလိုက်တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးတွေကြုံရမယ်နောက်တစ်ခုကကျတော့ပြောင်းလဲချိန်တန်ပြီဆိုတာကိုလည်းပြောချင်တာဖြစ်တယ်ဒီအတွက်ကြောင့်မလို့ကိုအနေနဲ့ကိုလုံးနေတဲ့လုပ်ငန်းတွေမှာရုတ်တရက်ရက်တက်သွားတာမျိုးလေးတွေကိုယ့်ရဲ့လုပ်ငန်းမှာကိုမထင်မှတ်ထားတဲ့အစင်မပြေမှုလေးတွေကြုံလာရတဲ့အခါမျိုးတွေဆိုလို့ရှိရင်လည်းလုံးဝစိတ်ပြက်အားငယ်မှုတွေကိုမဖြစ်မိဖို့လိုအပ်တယ်ဒီလိုမျိုးလေးတွေကြုံလာရတဲ့အခါမှာကိုကအကောင်းဖြစ်လာဖို့အတွက်ဒီရဲ့အရာတွေကြုံလာရတာဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့စိတ်မှာတတိရှိပေးဖို့လိုအပ်တယ်အဲ့ဒီလိုဖြစ်လာရတဲ့အခါကရုတ်တရက်ဆိုသလိုမမျှော်လင့်ပဲကြုံလာရလိမ့်မယ်အဲ့ဒီလိုမျိုးကြုံလာရတဲ့အခါမှာကိုကဒီရဲ့အရာကိုဝမ်းသာစွာပဲလက်ခံပေးဖို့လိုအပ်တယ်အဲ့ဒီလိုလက်ခံပြီးတော့မှဒီရဲ့အရာအတွက်ကိုဘလို့ဖြည့်ရှင်းရမလဲကိုဘလို့မျိုးလေးနီးလန်းပြောင်းရမလဲဆိုပြီးတော့ပြောင်းပေးဖို့လိုအပ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်တဲ့အခါမှာပြောချင်တာကကိုအတွက်awakening ဖြစ်လာတာကိုဘလို့မျိုးလေးတွေလုပ်ဖို့လိုအပ်နေပြီဆိုတာမျိုးကိုကိုရဲ့ universe ကကိုဒီမြင်လာအောင်ပြပေးလာတဲ့လတလဖြစ်တယ်ဒီအတွက်ကြောင့်မလို့ပုံမှန်ထက်ရလက်တွေပိုကောင်းလာလိမ့်မယ်ဒီနေရာမှာတခုတတိထားရမှာကကိုအခက်ခဲတွေကြုံလာလို့ဖြည့်ရှင်းလိုက်တဲ့အခါမျိုးတွေမှာအချိန်ယူပြီးဖြည့်ရှင်းတာမျိုးမလုပ်ဘဲနဲ့ဒီရဲ့အရာကိုကမြ мян ဆန်ဆန်အဖြေရှာပြီးတော့မြ мян ဆန်ဆန်ဆုံးဖြတ်ချက်ချပြီးတော့မှချက်ချင်းလုံနိုင်ဖို့လိုအပ်တယ်အဲ့ဒီလိုလုံနိုင်တဲ့အခါမှာ universe ကပေးလာတဲ့ကံကောင်းခြင်းကိုတနလာသားသမီးလေးတွေကရရှိပိုင်ဆိုင်မှာပဲဖြစ်တယ်ဒီရဲ့အရာလေးကိုသတိပြုမိဖို့လိုအပ်ပါတယ်တနလာသားသမီးလေးတွေအနေနဲ့လည်းလာမဲ6လပိုင်းတလတာဒီကို့အတွက်လက်ရှိထက်တစ်ဆင့်ပိုကောင်းတဲ့ transformation အပြောင်းအလဲတွေကိုရရှိပိုင်ဆိုင်တဲ့လတ်တလဖြစ်စေဖို့အတွက်ကိုလည်းဆရာမကဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်ရှင်ဒါလေးကတော့ general holiday ဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တော့တနင်္လာသားသမီးတွေနဲ့ energy ကိုက်ချင်မှကိုက်ပါလိမ့်မယ်ရှင်မိတ်ဆွေတို့အတွက်တီးတဲ့ personal reading မေးမြန်းခြင်းတွေဆိုလို့ရှိရင်တော့ bio မှာတင်ပြထားတဲ့ Viber သို့မဟုတ် Telegram သို့မဟုတ် Facebook page Messenger တွေကနေလည်းဘိုကလေးတင်ပြီးတော့မေးမြန်းလို့ရပါတယ်ရှင်အဟောပတ်ကိအလိုက်ကလေးတွေကိုလည်းစီစဉ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နဲ့တင့်တော်မဲ့အဟောပတ်ကိလေးတွေကိုယူရေးပြီးမှဘုကင်တင်နိုင်ပါတယ်အဓိကကဆရာမစီမှာဘယ်အဟောပတ်ကိကိုပဲယူပါစေလာမေးတဲ့ client တွေအတွက်လိုအပ်တဲ့အကြံပြုချက်တွေလိုအပ်တဲ့လမ်းညွှန်ချက်တွေကိုတေချာလေးစစ်ပေးပြီးတော့မှပြောပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟောပြောချိန်ကတနားကြီးကြပါလိမ့်ရှင်အဲ့ဒီအတွက်ကြောင့်တရက်ကိုလူဦးရေ6ဦးပဲအကန့်အသတ်နဲ့လက်ခံပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာလေးအချိန်ပေးနိုင်မှာဘုကင်တည်ပေးပါရှင် free reading နဲ့ knowledge sharing တွေကိုလည်းအမြဲမပြတ်ကြည့်ရှုနိုင်စေဖို့အတွက်ဆိုလို့ရှိရင်เนาะဆရာမရဲ့ TikTok account နှစ်ခု Facebook page YouTube channel လေးတွေကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะဆရာမရဲ့ဒီဘက် account မှာကတော့ tarot နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ mindset ပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးတာဖြစ်တယ်လို့ဒီဘက်အကောင့်မှာဆိုလို့ရှိရင်တော့မဟာဘုတ်ပညာနဲ့ပတ်သက်တဲ့ knowledge sharing တွေကိုဝင်မြပေးနေတာဖြစ်ပါတယ်ရှင်။ဆရာမနဲ့ဗေဒမြင့်ခြင်းနဲ့ပြီးတော့မိတ်ဆွေတို့အတွက်ကိုယ့်ရဲ့လုပ်ငန်းအတွက်လိုအပ်တဲ့လမ်းညွှန်အကြံပြုချက်တွေရင်ဖွင့်ခြင်းနဲ့တိုင်ပင်ခြင်းနဲ့ဆွေးနွေးအကြံပြုတဲ့ consultation package တွေယူချင်တာမျိုးဆိုလို့ရှိရင်လည်းဟော်ကန်ကိုတိုက်ရိုက်လာရောက်ပြီးတော့မှမေးမြန်းလို့ရတယ်လို့ online ကနေလည်း booking လေးတင်ပြီးတော့မှမေးမြန်းလို့ရပါတယ်ရှင်။ဆရာမကတော့မန္တလေးမြို့ဟာဖြစ်ပါတယ်ရှင်။နောက်တစ်ခေါက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ရှင်။